ပြည်သူ့ချစ်တော်မင်းမော်ကုန်းကိုခြံလက်ခဲ့ကအငိမ့်ကားပြဖျော်ပြတော်မဲ့နှင်းစီအငိမ့်အဖွဲ့ဝင်များကဲပရိသတ်ကြီးတို့ရေပရိသတ်တွေရင်နဲ့အခိုင်အမာနေရာယူထားတဲ့အငိမ့်အဖွဲ့တစ်ခုရှိပါတယ်။အဲဒါကလည်းဟာသားတရုတ်ဆောင်တွေပြက်လုံးထုတ်ကဖျော်ပြတဲ့အဖွဲ့မဟုတ်ပဲနာမည်ကြီးမင်းသားတွေကြီးပဲဦးဆောင်ကပရိသတ်တွေကိုဟာတရရွှင်စေးတိုက်ကျွေးလိုက်တဲ့နှင်းစီအငိမ့်အဖွဲ့ဖြစ်ပါတယ်။နှင်းစီအဖွဲ့သားများအနေနဲ့အငိမ့်ကိုနှစ်စဉ်ကျင်းပကတဘာဝဘေးရန်တွေကြားရောက်တဲ့ဒေသတွေအတွက်တက်ကြွပါဝင်တရုတ်ဆောင်ကရမုံငွေရှာခဲ့တာပါ။ဒါကြောင့်လေနှင်းစီအငိမ့်ကအဲ့ဒီအချိန်တွေကတည်းကတက်ကြွစွာပါဝင်အားဖြည့်ခဲ့တာပါဒီလိုနှင်းစီအငိမ့်ကိုဦးစီးခဲ့တဲ့သူကတော့ဒရိုက်တာဦးမျိုးမင်းဖြစ်ပြီးအဓိကပါဝင်ခဲ့တဲ့သူတွေကတော့မင်းသားတွေဖြစ်တဲ့နေတိုမင်းမော်ကွန်းထွန်းကြော်ဘိုရဲလေးတို့ကပါဝင်ကဟာသအမျိုးလေးတွေနဲ့ပရိသတ်တွေအတွက်တရုပ်ဆောင်ခဲ့ရတာပါဒါပေမဲ့လည်းအကြောင်းရင်းတွေကြောင့်နှင်းစီအငိမ့်ကိုကားပြဖျော်ပြခွင့်ပိတ်သိမ်းထားတာပါအကြောင်းကတော့အဓိကပါဝင်အားဖြည့်ထားတဲ့မင်းမော်ကွန်းတယောက်နိုင်ငံရေးအခြေအနေကြောင့်ပြည်ပမှာတွားရောက်ကခိုလုံနေခဲ့တာကြောင့်ပါတယောက်နဲ့တယောက်ခံယူချက်မတူတာကြောင့်အခုချိန်မှာမင်းမော်ကွန်းကပွဲကနေရာတက်ပံနှုတ်ထွက်ခဲ့တာပါအခုလိုအဖွဲကွဲပြီး9နှစ်ကျော်ကာလမှာတော့မင်းမော်ကွန်းကိုခြံလက်ကဖျော်ပြသွားတော့မှာဖြစ်ပါတယ်ဒါကလည်းနှင်းစီအငိမ့်အဖြစ်နဲ့မဟုတ်ပဲကြားဆက်အနေနဲ့ဖျော်ပြသွားမှာဖြစ်ပါတယ်